သူမြင်းကြံပြည်သူစစ်ကလေးတွေအတွက်ကြီးကအထက်တရားလို့လေအထက်တရားလို့တော့သူကကြီးကအထက်တရားကသူကသူကတစ်ထည့်ချင်းယူရင်9000ခွဲလို့9800လို့ရှိတယ်ရှိတော့ကျွန်တော်ကတက်မတော်သားတွေကိုအမြဲတမ်းလိုအပ်တာတွေပေါ့နော်အဲ့လိုစစ်ဟိုနဲ့ပတ်သက်ရင်ဟိုလေတို့ဖက်နဲ့တို့ပေါ့ဗျာပြောရမယ်ဆိုရင်စော်တာတို့အနွေးတွေတို့နောက်တော့စစ်ကျွန်တော်တို့ဟိုအုတ်ထုတ်တို့ပေါ့နော်မင်္ဂလာပါ CKS နဲ့လာကြိုးဆိုပါရခင်ဗျာ CKS နဲ့ဆိုရင်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့တဲ့ဦးများကိုတင်ဆက်ပေးနေတဲ့ရှင်တွေဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ CKS နဲ့ကိုစုစုခိုင်းတဲ့လုပ်ပေးပြီးဆောင်ရွက်အားပေးကြဖို့အတွက်တောင်းဆိုပါရခင်ဗျာအုတ်ထုတ်တို့အဲ့ဒါတွေလို့တော့ကျွန်တော်ဝယ်နေကြဖောက်တဲ့ဆိုင်ရှိတယ်နော်ဖောက်တဲ့ဆိုင်ရှိတယ်ဖောက်တဲ့ဆိုင်ရှိတော့ကျွန်တော်ဟိုရှာခိုင်းတဲ့ချိန်မှာကျွန်တော်ကအဲ့ဒီကြီးကအင်ကြီးအထက်တရားကို4800နှုန်းနဲ့ရတာအနည်းဆုံးအပြင်မှာဈေးက9500ရှိတယ်9000ဆိုရင်အထက်တရားဆိုရင်9သိန်းတက်တာပေါ့နော်ပတ်စံ9သိန်းဆိုတာလည်းမလွယ်ဘူးလေအဲ့တော့ကျွန်တော်ကအဲ့အထက်တရားကိုမတိတာယွန်းမုံကိုပောက်ကိုတော့ပောက်ဆရာတော်ကလှူတာပေါ့နော်လှူတော့ကျွန်တော်ဝယ်တော့ပေါက်ဆရာတော်ကတကားတော်ဇော်ဘုံကြီးအဲ့ဒီကြီးကာလေးကိုတော့မတိတာယူမှုစီကိုပို့ပေးပါကျွန်တော်ဟိုပေါ့နော်ဦးစင်းလူပါတယ်ဆိုတော့ကြီးကာအင်ကြီးဆိုတော့သူကကျွန်တော်တို့ကဒီဘက်တစ်ချမ်းကလူလိုက်ပြီဆိုရင်လူအသက်အနေကိုကာဝယ်ဖို့ပေါ့နော်ကာဝယ်ဖို့နောက်တော့လူတွေအစာအာဟာရပြည့်ဖို့ပေါ့နော်ကျွန်တော်တို့ရှေ့တန်းမှာသွားလူတယ်ဆိုတာငါးတွေနော်ငါးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကမန္တလေးထိဆင်းဝယ်ရတယ်ငါးပိတ်တာ100အချက်သားပိတ်တာ50ပေါ့နော်ငါးတွေအမှရေခဲတွေပိုင်းနဲ့တေချာရိုက်ပြူပြီးတော့မှလူပေါ့9ရက်သားသမီးပေါ့စစ်သားဥမာတခုစစ်သားတွေကိုလူတယ်ဆိုလို့ရှိရင်သူကကျွန်တော်တို့ကအစာအာဟာရကိုလူတာဆက်လိပ်ပဲဖြစ်ဖြစ်ကော်ဖီမစ်ပဲဖြစ်ဖြစ်ခေါက်ဆွဲကြောက်ပဲဖြစ်ဖြစ်အခုလိုပေါ့နော်ငါးပဲဖြစ်ဖြစ်ချက်သားပဲဖြစ်ဖြစ်ချက်မွာကြော်ပဲဖြစ်ဖြစ်စေးဝါးတွေပဲဖြစ်ဖြစ်ပေါ့နော်သူအနေရထိခိုက်တဲ့နေရာတွေစေးဝါးတွေဆိုလဲလိမ့်လို့ရအောင်ပေါ့နော်အခုပောက်ကိုတော်လူတာလဲကြီးကာဆိုတာလူရဲ့အသက်ကိုတစ်ဖက်ရန်သူကတိုက်ခိုက်ချေမုန်းလာရင်နော်တိုက်ခိုက်ချေမုန်းလာရင်ကာကွယ်ဖို့အတွက်နော်ပြည်သူစစ်ပဲဖြစ်ဖြစ်စစ်သားပဲကျွန်တော်အကုန်လုံးကျွန်တော်တို့ကတက်နိုင်တဲ့ဘက်ကကျွန်တော်တို့လှုပ်ပေးတယ်အဲ့ဒီအချိန်မှာလဲမင်းတို့တချို့ကသွေးခွဲတာရှိတယ်တချို့လူကြီးတွေကျွန်တော်အဲ့လိုကြောက်တာပေါ့ဟိုကိုတိုင်းလဲတောင်ယူမှုတောင်ငံမရှိဘူးမလုပ်ပေးနိုင်ဘူးလူတော့ကြတော့လေ तू ကဘာသွားဖြစ်လဲဆိုတော့အထက်လူကြီးတွေတိသွားရင်ပေါ့နော်ကျွန်တော်တို့ကလူတယ်ဆိုတော့ဂုံဖော်ချင်တာမဟုတ်ဘူးပြည်သူတွေကချစ်နေတဲ့နော်ပြည်သူကချစ်တဲ့စစ်သားတွေအဖြစ်မှန်ရက်တီလို့ရအောင်တိုက်ပွဲဝင်လို့ရအောင်မင်းတို့ပြည်သူတွေချစ်နေတယ်ပြည်သူတွေကမင်းတို့ရဲ့လှုပ်ဆောင်ချက်တွေကိုအားပေးနေတယ်ဆိုတာကိုသိစေချင်လို့ပြောတာတချို့ကြတော့ကိုတိုင်းလဲတောင်ယူမှုတောင်ခံမှုနဲ့မလုပ်ပေးနိုင်ဘူးလုပ်ပေးနိုင်တဲ့လူရှိလို့ပြောတော့လေသူတို့လူကြီးကအထက်လူကြီးကစူမာကြောက်တာပေါ့အဲ့လိုမျိုးတွေမူဝါဒတွေကိုအဲ့မူဝါဒအောက်မှာကြာရှုံးတာပေါ့တချို့ကြတော့အဲ့တော့ကျွန်တော်စကားပြောချင်တာအဲ့ဒါမဟုတ်ဘူးအဲ့တော့ပေါက်ဆရာတော်က तू ကကြီးကအထက်တရားလှူတယ်ပြီးတော့48သိန်းကြတယ်48သိန်းကြတော့ကိုဇော်ဘုံဟိန်းတကားတော်ဇော်ဘုံဟိန်းတကားကြီးခဏစိုက်ပေးထားဆရာတော်ကလည်းငလင်ဘေးတွေရောသူ့မှာလည်းလှုပ်ပေးချပါတယ်အဲ့တော့ရတယ်တပည့်တော်စိုက်ပေးထားပါမယ်ဆရာတော်နော်ဘာမှမဖြစ်ပါဘူးဟိုတပည့်တော်လည်းဒါကလူမဲပတ်စံတွေကနေစိုက်ပေးထားတာဆရာတော်အစဉ်ပြေတဲ့အချိန်လေးတော့တပည့်တော်ဂယူးစိုက်ပြီးတော့လှုပ်ပေးပါတပည့်တော်ကဒီဘက်နောက်ပိုင်းဆိုရင်မိုးရင်းရောက်လာရင်ပို့ဆိုးတာပေါ့နော်အဲ့လိုနဲ့ဖြစ်တော့ကြီးကားအထက်တရားဝယ်ပြီးတော့ကျွန်တော်ကဒီပြုံးလင်ကားဂိတ်ကိုပကံကြောင်ဦးသွားမဲ့ကားဂိတ်တွေရှိတယ်ပေါ့အဲ့ဒါကျွန်တော်ရောက်တော့အဲ့ဒီကားဂိတ်တွေကတော့ကျွန်တော်တို့သိကြတာပေါ့အဲ့ကျွန်တော်ကကားဂိတ်တွေလိုက်ပြောတဲ့အချိန်မှာကားဂိတ်တွေကမတည်ရဲဘူးဒီကြီးကားကိုဒီမှာမှကျွန်တော်အကျေတဝင်းရှင်းပြမယ်မတည်ရဲဘူးမတည်ရဲတာကိုကျွန်တော်လက်ခံတယ်အပြစ်မပြောဘူးနော်အဲ့တော့သူတို့ကပြောတယ်အကိုကျွန်တော်တို့အကုန်လုံးသိတယ်အကိုမြန်မာနိုင်ငံမှာလူတော်များများသိတယ်ဒီပစ္စည်းတွေကိုလည်းပေါ့နော်ကျွန်တော်တို့ကတည်ပေးသွားလို့တက်မတော်စစ်စေးခိန်းနဲ့တွေ့ရင်ဟာမင်းတို့ဒီကြီးကာအင်းကြီးတွေဘယ်လိုသေးလားလဲဘယ်ပို့မှာလဲဘာညာဆိုရင်အကိုတဲ့ကျွန်တော်တို့ပဲဖြည့်ရှင်းရမှာအကိုကိုဖုံးဆက်ရမယ်ဖုံးဆက်တဲ့အချိန်မှာကားပေါ်မှာဘယ်သူဘယ်ဝါဘလူပါလာမှန်းမသိပဲနဲ့နော်တစ်ချက်ပေါ့နော်အဲ့ဒီအချိန်မှာတို့ကကျွန်တော်ရှင်းပြတယ်ဟုတ်ပြီ
နောက်တစ်ချက်က PDF ကိုဘေး PDF ကတွေ့လို့နောက်ဆုံးစင်းထိကျွန်တော်တို့က PDF ကိုလူပေးလိုက်ရင်လေတဲ့အဲ့ဒီကြီးကအင်ကြီးတွေမရောက်ရင်ကျွန်တော်တို့ပဲပြဿနာတက်အောင်ပါတဲ့အဲ့တော့အဖက်ဖက်ကနေကြီးလိုက်လို့ရှိရင်ကျွန်တော်တို့မတည်ရဘူးပေါ့နော်မတည်ရဘူးပေါ့မှန်ပါတယ်မတည်ရပါဘူးသူတို့ဒါစီးပွားရေးရဟိုဘလို့ပဲရှုထောင့်မျိုးကနေကြီးအတက်နဲ့အဲ့တော့ကျွန်တော်ကပြည်သူလူထုပေါ်မှာနားလေတယ်ကားသမားတွေပေါ်မှာနားလေတယ်အဲ့တော့ကဲမထူးတော့ဘူးဒီကြီးကားတွေကိုကျွန်တော်ကိုယ်တိုင်ပဲသွားပို့မယ်နော်အဲ့သွားမပုတ်ခင်ရက်နေ့လောက်ကကျွန်တော်ကဖျားနေတာဖျားနေတော့ကျွန်တော်အဲ့မှာဆေးတွေသွင်းတယ်ဆေးတွေတောင်းရင်းနဲ့ကျွန်တော်နေနေတာနေနဲ့အဲ့မှာကျွန်တော်ဒီဘက်ကျွန်တော်တို့ဒီရှမ်းမြောက်ဘက်ဟိုရှေ့တန်းကိုလည်းကျွန်တော်ရှေ့တန်းတနေရာကိုကျွန်တော်သွားတယ်ပေါ့သွားတဲ့အချိန်မှာပဲမိုးတွေပါရင်မိတာပေါ့အဲ့ဖျားနေရင်မိုးမိတာမိုးမိတော့နောက်နေ့မနေ့ကျတော့ကျွန်တော်ဒီကြီးကာအင်ကြီးမက်တိတာယူမှုရှိပို့ရတော့မယ်မက်တိတာယူမှုကလည်းအရန်လောနေပြီဟိုဘက်မှာလည်းတိုက်ပွဲကမြင်းချမ်းဘက်မှာလည်းတိုက်ပွဲကဖြစ်နေတာဖြစ်နေတော့မနေ့9 နာရီလောက်ကျတော့ထပြီးတော့ကျွန်တော်ကားပေါ်တင်ပြီးတော့ကျွန်တော်နဲ့ကိုကျော်စိုးဦးညီနဲ့2 ယောက်သွားတော့ကျတော့အဲ့လန်တလန်လုံးမိုးရွာတော့မက်တိတာယူမှုကကိုကျော်ဘုန်းကြီးရေးတဲ့မြင်းချမ်းတော့မလာနဲ့တော့တဲ့ဟောနော်ဟိုကိုကျော်ဘုန်းကြီးကိုအားနာတယ်တဲ့ဆိုးလဲဆိုးရင်ပါတယ်တဲ့အဲအကြောင်းမလို့တဲ့အဲပကံညောင်ဦးဘက်ကနေရာတနေရာမှာပဲကျွန်တော်တို့ထမင်းအတူတူစားတယ်4 နာရီလောက်3 နာရီ4 နာရီလောက်ကြာတယ်စကားတွေထိုင်ပြောတယ်ထမင်းစားတယ်ကျွန်တော်နေရာမှာနေကြည့်လေကျွန်တော်ဖျားနေတာနေလဲမကောင်းနော်မက်တိတာယူမွန်တို့ကတက်မတော်နဲ့ပေါင်းပြီးတော့မှမြင်းကြံမျိုးကိုအကာအကွယ်ပေးနေတဲ့နော်အမာခံပြည်သူစစ်ဖြစ်တယ်အုတ်တစ်ချက်တဲတပွဲအနေနဲ့ဒီလိုမိမသားမျိုးအတော်မှလုံနေတယ်သူလိုအပ်နေတာကိုငါကဒါကိုရောက်အောင်မပို့နိုင်ဘူးလားဆိုတဲ့စိတ်နဲ့ကျွန်တော်သွားပို့တာတကယ်တော့ကျွန်တော်လည်းနေမကောင်းအဲ့တော့ပကံကြောင်ဆိုတာကျွန်တော်နေရဒေတာဖြစ်တော့တီလာရင်စုတို့တီလာရင်စုဆိုတာကျွန်တော်ကြားတာတော့ PDF တော်တော်များများအဲ့ကနေတချို့ကလေးတွေပေါ့နော်ကလေးတွေဝင်တာများတယ်တဲ့နော်အဲ့မှာကျွန်တော်ဝက်ချင်းတို့ဘာလို့မှကျွန်တော်တငယ်ချင်းတွေရှိတယ်ကျွန်တော်သွားလေတာညတနားရီလောက်မှကျွန်တော်အိတ်တယ်မနေ့ကျတော့ကျွန်တော်က9 နာရီလောက်မှထပြီးတော့ရေမိုးချိုးတယ်ဟိုအပူရေးရတယ်မမျှလိုက်ဘူးဖျားလာတဲ့အချိန်နဲ့ရေမိုးချိုးပြီးတော့ကျွန်တော်ပြန်ထွက်လာတော့ကျွန်တော်ဟိုမှာလက်ပပြားကကြက်ကြော်ဆိုင်တစ်ဆိုင်မှာကျွန်တော်ကားထိုးပြီးတော့ထမင်းစားပြီးတော့ကျွန်တော်တနားရီခွဲလောက်အိတ်လိုက်တာနော်ကျွန်တော်နဲ့အတူတူပါလာတဲ့လူကလည်းလုံးဝအသက်ကဟိုထပ်တူပေးထားရတဲ့လူတွေဖြစ်နေတဲ့အတိုင်းဝိုင်းရဖြစ်တော့ယုံကြည်စိတ်ချစွာနဲ့ကျွန်တော်အိတ်တာတနားရီခွဲလောက်အိတ်လိုက်ပြီးတော့ကျွန်တော်ပြန်လာပြီးတော့ကျတော့ကျွန်တော်နောက်နေ့မနေ့မှာအဲ့မှာကိစ္စတစ်ခုကြောင်းဆိုပြီးကျွန်တော်ထွက်တဲ့အချိန်မှာမိုးမိပြီးတော့ကျွန်တော်ဖျားတာအခုအဲ့ဒါဖျားနေလို့ကျွန်တော် line ပေါ်မတက်နိုင်တာဒါကျွန်တော်ရဲ့အကြောင်းကိစ္စပြောပြတာပေါ့နော်ပြည်သူတွေအတွက်ပေါက်စရာတော့လူတဲ့အလူကိုကျွန်တော်ကကမကထအနေနဲ့မက်တီတာယူမွန်ပြည်သူစစ်ထံကိုဒီကြီးကအင်ကြီးအထက်100ရောက်အောင်ပို့ခဲ့ပြီးတယ်နောက်တစ်ခုကတော့မက်တီတာယူမွန်ကနေပြီးတော့မှဒီကျွန်တော်တို့နောင်ချိုဘက်ကိုထိုးစစ်ဆင်နေတဲ့နောက်တက်မတော်သားလေးတွေအတွက်ဆိုပြီးတော့သူကဟိုဆက်လိုက်ဖာနှစ်ဖာအဖာကြီးပေါ့တော်တော်ကြီးရဲ့ဒီရှိမှာပဲအဖာကြီးနှစ်ဖာလူထားတယ်လူပေးလိုက်တယ်သူကလည်းပြန်ပြီးတော့ပြီးရင်ဟိုကိုကျော်စိုးကိုလည်းဗမောဝစစ်တီတွေအတွက်ဆိုပြီးတော့မှနှစ်ဖာလူတယ်ပေါ့နော်လူတယ်လူပြီးတော့ဒီလိုပဲပေါ့ဟိုတက်မတော်သားတွေဆိုတာကျွန်တော်တို့ကပြောသလိုပဲအများအပြားပေါ့နော်အများအပြားနေရာစုံကနေရောက်လာတဲ့စစ်တီစစ်သားကျွန်တော်တို့စစ်သားရမခမှာစစ်သားရှိတာပဲရမခလူတိုက်အဲ့လိုတိုက်လို့မရဘူးနာဘာကမှာစစ်သားရှိတာပဲနာဘာကလူတိုက်အဲ့လိုတိုက်လို့မရဘူးဗျနော်အဲ့တော့အခုတဘခမှာစစ်သားအဲ့တဘခပိုင်းကိုမင်းတိုက်ဆိုအဲ့လိုတိုက်လို့မရဘူးကျွန်တော်တို့ကနေရာအစုံနေရာအတီးကနေခြေလင်းနေခြေမြန်နေနဲ့ပူပေါင်းပြီးတော့မှကျွန်တော်တို့ကအမြဲတမ်းကြီးရည်လေးပူပေါင်းစစ်စင်ရေးဆိုတာရှိတယ်အဲ့လိုတိုက်ရတာအဲ့ဒါမှစစ်သားတွေရဲ့သူတို့ရဲ့ပေါ့နော်ဟိုဒီနိုင်ငံပေါ်ချစ်စိတ်ကိုဖွဲ့စည်းပေါ်မှာချစ်စိတ်တွေတယောက်နဲ့တယောက်စီးလုံးညီညွတ်မှုနဲ့လက်တွဲပြီးတော့မှတိုက်လို့ရအောင်လို့ပေါ့နော်အဲ့လိုမျိုးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်လိုအပ်ချက်တွေရှိတယ်နော်ကျွန်တော်တို့1025ပစ္စည်းဆိုတာသူတို့ကသတ်မှတ်ပြီးသားနော်သတ်မှတ်ပြီးသားသူတို့ကသတ်မှတ်တဲ့အချိန်မှာပဲရတာဒီလိုကျွန်တော်တို့2021ခုနှစ်ဖေဖော်ဝါရီလအခင်းချင်းမှာကြတော့ပြောချင်တာကအိမ်မပြန်ရတော့ဘူးစစ်သားတွေကအခုစစ်သားတွေဆိုအိမ်ပြန်ရတဲ့စစ်သားတွေ2 နှစ်3 နှစ်ရှိတဲ့စစ်သားတွေအများကြီးရှိတယ်နော်ခင်ဗျားတို့လည်းမြင်ပါပါဘာလို့လဲဆိုတော့တောင်ခမ်းရအောင်ပွဲရစစ်တီတို့ဘာလို့ညာလို့ဆိုပြီးတော့ပြန်လာတဲ့ဥစ္စာတွေအခြေတဝင်းနဲ့ကျွန်တော်တို့ဆိုရင်တောင်ခမ်းဆိုရင်လမ်းမှာတော့မှဖြတ်ပြီးတော့မှနော်ဟိုတွေးခဲ့ရတာတွေရှိတာဟုတ်တွေးခဲ့ရတာရှိတယ်ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်စစ်သားတွေအဲ့ဒီစစ်သားတွေမှာလိုအပ်ချက်မရှိဘဲနေမလားဗျရှိတာပေါ့
အဲ့ဒီလိုအပ်ချက်ကိုကျွန်တော်တို့ကတက်မတော်ကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်နော်ဟိုကိုအဖွဲ့အစည်းတစ်ခုပေါ်မှာတိုင်ရောစဉ်စိတ်တစ်ခုနဲ့ကျွန်တော်တို့ကတက်နိုင်တဲ့ဘက်ကနေလုံနေတာအဲ့ဒီထဲမှာမှကျွန်တော်ပြည်သူလူထုကိုတရားနေပြောချင်တာကျွန်တော်တချို့အရာကြီးလဲကျွန်တော်ပြောပေးမှာပါနော်ပြည်သူလူထုကိုကျွန်တော်တရားနေပြောချင်တာကအခုဥမာတခုကျွန်တော်တို့တက်မတော်ကဗန်မွေးမှာထိုင်နေကျွန်တော်တို့တက်မတော်မှာဗန်မွေးမှာထိုင်ပြီးတော့ဗန်မွေးရွာကိုကာကွယ်နေတယ်ဥပမာကျွန်တော်အနီးစပ်ဆုံးနေရာနဲ့ပြောတာဗန်မွေးရွာကိုကျွန်တော်တို့ကာကွယ်နေတယ်နော်အဲ့မှာဗန်မွေးပြည်သူပြည်သားကနော်ဗန်မွေးပြည်သူပြည်သားဗန်မွေးရွာသူရွာသားကဟာတက်မတော်ပဲအစိုးရလက်အောက်မှာရှိတာသူတို့ကိစ္စဒီကိစ္စငါ့နဲ့မဆိုင်ဘူးလာကာကွယ်နေတာကတက်မတော်ဗန်မွေးရွာကိုနော်ဗန်မွေးရွာရဲ့ပြည်သူလူထုကိုလာကာကွယ်နေတာဒါပေမဲ့ဗန်မွေးရွာရဲ့ပြည်သူလူထုကတက်မတော်ကသူ့ဟာသူလာတာသူ့ဟာသူတိုက်လိုက်မယ်ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးအဲ့လိုပဲလာချိုးရမခါမှာလည်းပြည်သူလူထုကအဲ့လိုပဲစစ်ဖြစ်မှဖြစ်ကွာငါတို့နဲ့မဆိုင်ဘူးငါတို့ဘာမှသူတို့ထောက်ပံ့ပေးစရာမလိုဘူးဖြစ်ပြလိုက်စစ်ရတယ်လေဖြစ်တော့ပါဖြစ်တယ်ဖြစ်တော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ဆုံးရှုံးသွားတာလေဟုတ်တယ်မလားစစ်တပ်ကဘာမှမဖြစ်ဘူးနိုင်ငံတော်ဘာချက်နဲ့ရမခကြီးဆိုတော့သူပြန်တီးဆောက်မှာနော်ဟိုဌာနဆိုင်ရာအဖွဲ့အစည်းတွေရင်သိန်းတို့လာဝကတို့သူအဖွဲ့အစည်းနဲ့သူပြန်တီးဆောက်သူ့ရဲ့နိုင်ငံတော်ဘာချက်နဲ့ပြန်တီးဆောက်မှာခံရရတဲ့ပြည်သူလူထုကြတော့ခင်ဗျားတို့ဆုံးရှုံးသွားတယ်ခင်ဗျားတို့အိမ်မှာအခွန်တွေကြီးပဲကြံခဲ့တာကြတော့ခင်ဗျားတို့ပစ္စည်းတွေကိုယူသွားတာကတပုံတွေ PDF တွေယူသွားတာစစ်ကိုလည်းသူတို့ပဲလာတိုက်တာနော်တက်မတော်စစ်ပွဲတစ်ခုကိုဖွဲ့ဆောင်တာမဟုတ်ဘူးတက်မတော်ကနိုင်ငံရေးနဲ့အညီခြေဥနဲ့အညီနော်အဘကချုပ်ကြီးဦးမင်းအောင်လိုင်းနဲ့အဘဒုချုပ်ကြီးနဲ့နာဆာကအဖွဲ့ဝင်တရက်လုံးကနော်ဒီ UEC တို့ဘာတော့သူတို့ကသူ့ဥပဒေနဲ့သူအညီသွားနေတဲ့အချိန်မှာဒီအကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူတပုံကိုနော်သူတို့လိုချင်တဲ့အကွင်းကော့တွဲကိုဝင်သွားပြီးတော့မှဒေါ်စုကြည်ကိုဖမ်းတယ်ဆိုပြီးတော့ဒီဘက်ဗမာ PDF ကလက်သုံးချောင်းထောင်ပြီးတော့မှအခုအဲ့လက်သုံးချောင်းကလက်သုံးချောင်းမဟုတ်၅ချောင်းလုံးပြတ်နေပြီသေတဲ့ကောင်သေကုန်ပြီနော်အဲ့တော့ဗမာ PDF ကထားကြွတောင်းချမ်းသူပုံကန်လဲပုံကန်ရောအင်ဂျင်ချင်းအိုးမဲတုတ်ခုပြီလေဟိုဘက်ကလက်နက်ကန်ရဒီအချိန်မှာကွက်တိပဲဒီအချိန်မှာဗမာ PDF ကသူကလက်နက်ဖယ်ရမလဲနော် KIA ကခွန်မော်စီကိုပို့တဲ့ကောင်ကပို့တယ်ဗမာပြည်တွင်းထဲကကောင်ကတေသာဆန်းတို့လိုကောင်တွေပေါ့နော်ပို့တယ်နော်ပို့တယ်ဒီဘက်မှာအင်ဂျင်နီယာအတိုင်းဝိုင်းရတချို့သောကောင်တွေကလည်းပို့တယ်နော်တချို့သောဗမာ PDF တွေကလည်းဒီရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ငကိုတွေကမှတွဲကားတို့အကုန်လုံးသွားတယ်ရှမ်းမြောက်ရဲ့အတမွေးဝမ်းကြောင်းလမ်းအဲ့ဒါကိုကျွမ်းကျင်တဲ့လူတွေရှိတော့အဲ့ကောင်တွေနဲ့လိုက်သွားတယ် TNN တွေရှိတွေကိုဝင်တယ်အေးတွေနဲ့ပူပေါင်းတယ်နော်ဟိုဘက်ကပြည်တွင်းသစ္စာပေါက်ကလောက်ကောင်ကငကိုတွေကရှိပြီးသားဖြစ်တဲ့ရှင်ရင်ဆွဲနော်မူဆယ်တို့အခုကုတ်ခိုင်တို့တိန်တီတို့မှာကျွမ်းကျင်တဲ့ကောင်တွေက MND တွေကိုကနေနဲ့ပေါင်းတယ်ပေါင်းပြီးတော့ဝိုင်းတိုက်တာအဲ့လိုဝိုင်းတိုက်တဲ့အချိန်မှာမြို့ခံပြည်သူကလည်းအများဆုံးအပြင်ကကျွန်တော်50တောင်မပြောချင်ဘူးအားလုံးကဝိုင်းပြီးအားပေးကြတယ်တိုက်ကြတိုက်အဲ့အချိန်မှာမိုင်းမိနေပြီနော်ဒေါ်စုကြည်ရဲ့ထမင်းကအနံ့ဒီကောင်လေးရှူလို့ကောင်းနေတဲ့အချိန်တချို့သောပြည်သူလူတော့တိုက်ပေါ့ဗာတဲ့တော့တိုက်ချတယ်ချလဲကြအောင်နောက်ကြမှာတပုံတွေရဲ့ရက်ဆက်မှုအပေါင်းဟာတရဘူးဆောင်းနေဆိုတာကိုတက်မတော်ပုံကန်တဲ့လူကလည်းသိသွားတယ်တက်မတော်သားမိသားစုတွေကို voice out လုပ်တဲ့လူတွေကလည်းသိသွားတယ်တက်မတော်အားပေးထောက်ခံပြီးတော့မှဝင်းရံနေတဲ့လူတွေကိုဒလန်ဆိုပြီးတပ်ဖြတ်နေတဲ့နောက်တရင်ပေးနေတဲ့တချို့သောပြည်တွင်းတွေကအသားတွေကလောက်ထွက်တဲ့လူတွေကလည်းသိသွားတယ်ဟာ PDF တွေမားနေပြီနောက်ဒီသဘုံတွေဒီလိုတိုက်တယ်အဲ့ဒီအချိန်မှာအဲ့လိုတိုက်တဲ့အချိန်မှာလားပြည်သူလူထုကငါတို့တက်မတော်ကြီးလာပြီရမခမှာငါတို့အားပေးရမှာတိုက်နေတာစစ်သားလေးတွေကိုဘလို့ဟုတ်လားနောက်တော့ထမင်းချက်ကျွေးချင်းကျွေးရေတိုက်တဲ့တိုက်စလိတ်တိုက်တဲ့တိုက်ဒါနဲ့ခင်ဗျားတို့ပြောပြမယ်နော်အဲ့ချိန်တော့ခင်ဗျားတို့အဲ့လိုမဟုတ်ဘူးစစ်သားဆိုရင်ဈေးမအောင်ဘူးလို့ခင်ဗျားတို့ပါဇက်တယ်ပြောခဲ့တာစစ်သားဆိုရင်ဈေးမအောင်ပါဘူးလို့စစ်သားမိန်းမတွေစစ်သားနဲ့ပတ်သက်တဲ့လူတွေဆိုဈေးမအောင်ပါဘူးလို့ခင်ဗျားတို့ပါဇက်တွေပြောခဲ့တာကျွန်တော်ဒီအချိန်မှာဒီစကားပြောရတော့မယ်အဲ့လိုပြောခဲ့တော့တိုက်တာဗောတိုက်တော့ဘာဖြစ်တော့ကဲရမခကြားတယ်ခင်ဗျားတို့တပုံလဲအောင်မှမနေနိုင်တဲ့လူမထိုင်နိုင်တဲ့လူပြေးကြတယ်အပြေးတဲ့လူတွေရဲ့နော်အသက်အိုးအိမ်စီးစိမ်ကိုဘယ်သူမှအာမခံချက်မပေးဘူးဘာလို့လဲခင်ဗျားတို့ကိုယ်တိုင်ကလည်းပြည်သူလူထုကတန်းတဲ့ပြည်သူလက်တွဲခုဆိုတဲ့စကားရှိတယ်ပူပေါင်းပြီးတော့မှပါဝင်မတိုက်ခိုက်ပဲနဲ့ခင်ဗျားတို့စီးစိမ်အသက်အိုးအိမ်စီးစိမ်
ခင်ဗျားတို့ရဲ့စီးစိမ်တွေပိုင်ဆိုင်မှုတွေတောင်ထားပြီးခင်ဗျားတို့ကထွက်ပြေးသေးတယ်စစ်သားတွေကမှအသေးခံပြီးတော့မှဘဝတွေပေးဆက်လိုက်ရတာဒီလိုပြည်မျိုးနောက်မဖြစ်အောင်ဒါကိုအချင်းချင်းခါခါပြောနေရခြင်းဖြစ်တယ်အခုဗံမွေးပြည်သူလူထုအခုနောင်ချိုမှာပြောပြီးစစ်တပ်ကြီးတပ်မတော်ကြီးအမြန်ပြန်ဝင်လာပါတော့လို့ကြောင်မဲမှာတပ်မတော်ကြီးအမြန်ပြန်လာပါတော့လို့တီဘောမှာတပ်မတော်ကြီးကျွန်တော်တို့ဆိုပို့ဆိုးတာပေါ့ကျွန်တော်တို့ကတပ်မတော်ဝင်းရအားပေးထောက်ခံပြီးတော့တပ်မတော်ကိုချစ်တဲ့ကောင်တွေဆိုတော့စပီကာတယောက်ဆိုတော့ကိုဖုံးရယ်ဘယ်တော့ပြန်ရမှာလဲတီဘောကိုကြောင်မဲကိုပေးမေးတဲ့လူတွေအများကြီး